ငဖယ်ကြော်ပြီးတော့မကြီးရွက်လေးနဲ့ချင်းဆက်လေးချက်ပါတယ်ရှမ်းပြောင်းမှုလေးလဲကြော်ပါတယ်အရင်ဆုံးငဖယ်တွေကိုအရသာနဲ့တိချာနေပြီးတော့ပေါက်ထားလိုက်ပါတယ်ပြီးရင်တော့တစ်ခါခွက်စာတိတိလေးတွေကြော်ပါမယ်ငဖယ်ပေါင်နီးကိုအရင်တော့ကတက်တက်တင်ပေးထားတာမို့လို့ဒီထဲမှာတော့ထည့်မပေးတော့ပါဘူးเนาะငဖယ်ကြက်ရင်တော့ပုံမှန်နှစ်ချက်နေကြအတိုင်းကျမကခရမ်းရင်ဒီအနှစ်ကိုချက်လိုက်ပါတယ်အနှစ်ရလာလို့ရှိရင်တော့ငဖယ်ကြော်ထားတာထည့်ပါမယ်ကိုရက်ကရေခမ်းလိန်ထားတဲ့မကြီးရွက်လေးတွေထည့်ပါမယ်အားလုံးနှံအောင်ခဏမွေပြီးရင်တော့ရေထည့်တည်ထားပါမယ်ဟင်းရေကြလာလို့ရှိရင်တော့ငရုတ်သီးစိမ့်ထည့်ပြီးတော့ငဖယ်မကြီးရွက်ချင်းဆက်ချက်လေးချက်ပါပြီပြောင်းမှုကြော်ဖို့အတွက်ပြောင်းမှုလိထားတာရဲ့ကြက်သွန်ဖြူနီစနုံငရုတ်စိမ့်မုံစားဟင်းခတ်မုံတဲ့ခဏမွေပြီးတော့ရေမြုပ်ယုံထည့်ထားပါမယ်ရေခမ်းကနေရင်တော့ငရုတ်သီးစိမ့်ထည့်ပြီးတော့ရေခမ်းတဲ့အထိကြော်ပါမယ်